早上好，早上好。我们拼音也学完了，拼音来比多少比呢？拼音定了比多少比？今天我们来练习拼音么？你那个理解下面呢？拼音理解看么呢？就是拼音 exercise book 么好不？拼音一旦出来理解嘛不呢？大家 HSK1 呀，HSK1 စာအုပ်ထဲက拼音 exercise လေးပေါ့နော် HSK1 အဲ့တော့အတန်ထွက်လေးတွေအကုန်လုံးအတူတူလိုက်ဆိုမယ်နော်ဒါကတော့၄တန်လုံးနော်အတန်၄တန်朗读下列单音节词语နော်单音节ဖတ်ကြည့်မယ်妈马马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 爸爸爸爸爸爸爸飞飞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 飞接接接姐接姐接姐接西约学约学学学月学特一凹教幺教羊教角叫特乌哦波火火火火火火火波哦凹猫猫猫毛毛毛帽。毛梦毛 OK，下面是雙音節နှလုံးတွဲလေးတွေ拼音နှလုံးတွဲလေးတွေဒါကြတော့အကုန်လုံးဆိုခိုင်းတော့ဘူးတယောက်ချင်းစီဆိုခိုင်းမယ်ဒါဘယ်သူအရင်စမလဲတယောက်စီ怎么老师？好小雨，小雨，小雾，特别，第一，也许，跑步，回答，回答，跳舞，一起，快乐，其他，表表，表表达表达，表达表达，表达，礼物，机会，对离开，复习，地图，地铁，爱好，爱好街道，爱好，街道，街道街道，街道街道，街是什街道，么街道好下一个然后这样跑步、回答、跳舞、一起、快乐、机场、表达、表达礼物、机会、离开、离开离开、复习、对除、地图地图、地铁、地铁爱好、爱好知道、街街街道、等于街岸街然后街道街道、街道好来ဒါလေးအားလုံးဖတ်ကြည့်မယ်ဒါပါတန်ထွက်မလဲ咖啡、咖啡，ဟုတ်ပြီ咖啡နော်咖啡，咖啡ဒါလေး咖啡，可可乐，乐、可可乐，乐对可可乐乐、啊Coca-Cola 可乐可乐、可乐芭芭芭蕾、芭芭蕾对芭蕾芭芭蕾，蕾芭蕾芭蕾，快快派、派快，派ဆိုတာဒီမှာပိုင်းပေါ့နော်还有吉吉吉他、吉他，吉吉他他，吉他吉吉他，他ဟုတ်ပြီဒီမှာက吉他，听录音写出听到的声母 B ထည့်ခိုင်းတာပေါ့နော်ဒီမှာ B လေ့ကျင့်ခန်းလုပ်ခိုင်းတာအဲ့တော့ B လေ့ကျင့်ခန်းလုပ်ကြည့်မယ် B လေ့ကျင့်ခန်းတစ်ခေါက်လုပ်မယ်ကျိုးဆိုဒီအနောက်ကဟာတွေမကူးနဲ့တော့ရတယ်ကိစ္စမရှိဘူးကိုကြားရတဲ့ B ကိုပဲချရေးမယ်1 to 20နော်ကိုကြားရတဲ့ B ကိုပဲချရေးမယ်1ကနေ20ပေါ့နံပါတ်စဉ်လေးတက်လိုက်မယ်နော်
စပြီနော် number 1第一波 I 拜波 I 拜အဲ့တော့ number 1ဆို波ပဲခြာရေးလိုက်နော်波第波二爱巴快快科乌爱快科乌爱快第三叫叫几မပေါင်းပြတော့ဘူးနော်တစ်ခါလည်းပဲရွတ်ပြမယ်叫第四李李မြန်မြန်သွားရအောင်လို့နော်第五反反第六火火第七怒怒第八了了九雀雀十下下11跑跑12刀刀13台台14牌牌15乐乐16搞搞17还还18改改19造造20飞飞အဲ့တော့拼音အဖြေတိုက်ကြည့်လိုက်မယ်好20လုံး20မှန်တဲ့လူရှိလားလုံး20မှန်တဲ့လူရှိလားအော်နှလုံးမှားပါတယ်လောင်ရှောဟိုကကြီးကောင်းနေအကုန်လုံးတောင်းဆိုကြပြီတီးရေးရေးပလိုက်ဟောဒီကိုတန်းနဲ့မှားပါတယ်ဟဲ့လားကောင်းကိုတောင်းနဲ့မှားပါတယ်နှလုံးဟုတ်မှားတယ်အဲ့လိုကြားလိုက်လို့ဟုတ်ဟုတ်ကျန်တဲ့သူတွေရောလေးလုံးမှားပါတယ်လောင်ရှောလေးလုံးမှားတယ်ဟုတ်ပြီလုံးမှားပါနောက်တစ်ယောက်လေးလုံးမှားပါသုံးလားလုံးမှာပါလားစလေးလုံးမှားတယ်သုံးလုံးသုံးလုံးမှားဟာဟုတ်ပြီโอเคနောက်တစ်ခုကကြတော့听写出听到的韵母တရရေးမယ်နော်တရ
တရအတူတူပဲကူးစရာမလိုဘူးနောက်ကရေးရမယ်တရတွေပဲလိုက်ရေးမယ်ဟုတ်ပြီနော်တရတွေလိုက်ရေးမယ်1 to 20စပြီ number 1喝မပေါင်းပြဘူးတခါတည်းအတန်ထွက်ရွတ်ပြမယ်နော်ကိုယ့်အကူဖြည့်ကြည့်လိုက်ဘယ်နှခုမှန်လဲလို့喝好အဲ့တော့ तू ကတရပဲမဟုတ်ဘူးအတန်တုံးမှတင်ပေးရမှာပေါ့နော်အတန်တုံးမှတင်ပေးရမယ်好海 number 3海海 number 4妈妈အဲ့လိုရေးလို့အဆင်ပြေလားဒါမှ ပြေး မ ပါတဟုတ်ယ်လားရှင်ပူလိုက်မလားပြေးပါတယ်လားပြေးပါတယ်ပြေးတယ်နော်ဟုတ်ပြီဒါဆိုဆက်ရေးမယ်နံပါတ်5飞飞နံပါတ်6黑黑牛 number 7牛 number 8我 number 9包包波凹包 number 10加 GER 加 number 11酒机油酒 number 12丢丢 number 13给给 14刚哥昂刚15 number 15撇坡耶撇16横横横19有18河岸汉19歌翁公20了玉绿โอเคလားတစ်ခေါက်ပြန်ရွတ်ပေးစရာလိုလားဟုတ်တစ်ခေါက်လောက်ပါလားရှင်တစ်ခေါက်ပြန်ရွတ်မယ်ဟုတ်ပြီနော်1ကနေတစ်ခေါက်စီပြန်ရွတ်မယ်喝好海妈飞黑牛我包
加九丢给刚撇很有汉功率ဖြေတတ်ကြည့်မယ်လိုင်းနေတအားကြတယ်ဟဲ့လားတတုံးတုံးနဲ့ကြလိုက်တက်လိုက်နဲ့ဒါတရတွေတော်တော်များများပါသွားပြီဒီထဲမှာနော်โอเคဘယ်နှခုမှလဲလေးလုံးမှားပါတယ် နှလုံးပါပါတယ်လို့ နှ ရှိ လုံးမှားပါတယ်နှလုံးမားတယ်လေးလုံးမားတယ်ပြီးတော့ အားလုံးနှလုံးမလားကြီးဣခိုင်အားလုံးမှန်တယ်ဟုတ်လားအော်မဟုတ်ဘူးနှလုံးမှားတယ်လောက်နှရှော့လုံးမားနှလုံးမလားကြီး နဲ့စပြီးနဲ့အားလုံးထက်လားဟုတ်လောရှင်၅လုံးမှားပါတယ်အတန်တုံးတင်တာမှားတာဟောငါးလုံးမားတယ်အတန်တုံးတွေမားတာဟုတ်ပြီနှလုံးငါးလုံးလေးလုံးအဲ့ထက်ပိုမားတယ်လို့ရှိလားအဲ့ဒီထက်ပိုမားတယ်လို့ရှိလား10လုံးတစ်ဝက်တစ်ဝက်မားတယ်လို့ရှိလားတစ်ဝက်မားတယ်လို့ရှိလားမသိဘူးเนาะကြံတဲ့လူတွေအတန်တိတ်နေတယ်အဲ့တော့အဲ3လုံး4လုံး5လုံးဆိုလို့ရှိရင်အဆင်ပြေလို့ရတယ်เนาะလိုက်နိုင်တယ်လို့ဆိုလို့ရတယ်အဲ့တစ်ဝက်ဆိုရင်လည်းရသေးတာပဲเนาะရသေးတယ်အဲတစ်ဝက်နဲ့အထက်ပေါ့เนาะ13လုံး14လုံး15လုံးမှားပြီဆိုရင်တော့ဒါအဲမလိုက်နိုင်သေးဘူးပေါ့မမှတ်မိသေးဘူးလို့ပြောလို့ရတယ်เนาะတရတွေကိုမမှတ်မိသေးဘူးလို့ပြောလို့ရတယ်โอเคနောက်တစ်ခုကကြတော့အတန်တုံးတင်ရမယ်အတန်တုံးတင်ရမယ်ဆိုတော့ဒါလေးကကြတော့အဲကူးလိုက်မယ်နော်ကူးလိုက်မှဘယ်ပေါ်မှာအတန်တုံးတင်ရမလဲဆိုတာကိုရေးလို့ရမယ်နော်ဒီတိုင်းဆိုရင်တော့1 2 3 4တင်လို့တော့ရတယ်ဒါပေမဲ့ဒါကအတန်တုံးကတင်ရမယ့်နေရာလေးတွေရှိတယ်နော်အဲ့တော့ဒါလေးကိုကူးလိုက်1 to 20ကိုကူးလိုက်ပါဟောပြီးရင်စမယ်စမယ်နံပါတ်1ကနေစမယ်နော်第一不不好好科科七七妹
妹有妈妈姐姐个个哥哥弟弟女女跳跳买买回回花花拿拿过过教教儿儿โอเคဒါကတော့နောက်တစ်ခါပြန်ရွတ်ပေးစရာမလိုတော့ဘူးเนาะအတန်တုံးက၄မျိုးလွယ်လေးဖြစ်သွားပြီဖြည့်တိုက်ကြည့်မယ်不好客气没有妈姐个哥弟女跳买回花拿过教儿โอเคဒါမှာအတန်တုံးတင်တဲ့နှလုံးတွဲဒါလေးဆိုမလို့ဒီလိုသုံးအဲ拼音ဒီလိုသုံးခုပေါင်းတာတို့ဒါတို့ဆိုရင်ဘယ်မှာတင်ရမလဲမှန်လားဆိုတာရှာကြည့်ပါသုံးလုံးမှားပါတယ်လို့ရှင်သုံးလုံးမားတယ်ဟုတ်ပြီနှလုံးတစ်မှာတန်နဲ့သုံးတန်နဲ့မှားတယ်တစ်တန်နဲ့သုံးတန်နဲ့နှမားလုံးမရနှလုံးမရလား好โอเคအဲ့တော့ဒီအတန်တုံးကတော့တော်တော်များများရပါတယ်เนาะတစ်လုံးနှလုံးသုံးလုံးကိစ္စမရှိဘူးโอเคအဲ့တော့စလုံးရေးတဲ့အပိုင်းသွားရမယ်เนาะအဲ့တော့ဆုတ်ချက်လေးတစ်ခါပြန်ပြောကြည့်မယ်点点横横横竖竖铁竖姐捺那那横截横姐横姐横着公横截钩这钩横横截姐横姐竖竖钩公横横横钩公竖弯竖完提提竖弯竖完公竖着折竖着折公铁点铁点铁着铁者铁姐弯弯钩钩横着横弯横钩姐弯钩斜钩斜钩斜钩ထိရေးပြီးသွားပြီ竖提是对提竖提ရေးမယ်နော်竖提竖提အဲ့တော့ညာဘက်ကိုလှည့်ရင်竖提ဘယ်ဘက်ကိုလှည့်ရင်竖钩နော်竖ဘယ်ဘက်ကိုလှည့်ရင်竖钩ညာဘက်လှည့်提ရင်竖提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 提竖好提竖提ပြီးရင်明ရေးမယ်မောရင်明横则横竖提横斜钩明横则横竖提横斜钩明明横姐横
名写好了နောက်တစ်ခုရေးမယ်ဒါလည်းရှုထီနဲ့ပတ်သက်တဲ့စလုံးနော်ရှုထီနဲ့ပတ်သက်တဲ့စလုံးအတန်ထွက်လေးဖတ်ပြပါ成对成昂成长长ဟုတ်ပြီ长ဆိုတာရှည်တော့ long 长头发这边写နော်长一二三四 only four stroke 有四个笔画第一个笔画是撇第二笔画是横第三笔画是竖提竖提ရဲ့ဒီ撇ရဲ့အစွန်းလေးကနေရေးရမယ်竖提ပြီးတော့ကြားလေးတွေကနေနှပြန်ထွက်မယ်နော်长撇横撇ရဲ့အောက်မှာ横ရှည်ဆွဲတယ်သူ့ရဲ့ဒီ撇အစလေးကနေရှုထီပြီးတော့မှဒီကြားလေးကနေနှလေးပြန်ထွက်မယ်နော်长长အဲ့တော့ဒီ横ကဒီရှုထီဆွဲမဲ့နေရာရဲ့3ပုံ1ပုံလောက်မှာရှိမှာပေါ့နော်3ပုံ1ပုံ3ပုံ1ပုံလောက်အဲ့တော့横ဆွဲတဲ့ရာဒီဘက်မှာနည်းနည်းခြံရမယ်နော်ဒီခါလေးဆွဲနဲ့ចောင်းသားတွေကဒီဘက်မှာ横မကြံတော့ဒီလိုဖြစ်သွားမယ်နော်အဲ့လိုဆိုရင်လည်းမလှတွေ့လားဒီဘက်က横မကြံရင်လည်းမလှဒီလိုဖြစ်သွားမယ်အဲ့လိုဆိုရင်လည်းမလှ可以နော်长长长ရေးမယ်နော်长နောက်ထပ်ဆုတ်ချက်လေးရလဲစုထီနဲ့ပုံစံနည်းနည်းလေးခက်ဆင်မယ်သူကစုထီအပေါ်နည်းနည်းတက်တယ်ပေါ့နော်ဒါလေးကြတော့စု着သူကအပေါ်မှာမတက်ဘူးဘေးကိုသွားမယ်စု着ဒီလိုပုံစံပဲနော်ဒီစက်လုံးတွေမှာရေးမယ်ဒီအပိုင်းလေးကစု着ပေါ့နော်ဒီအပိုင်းလေးကစု着ပြီးရင်ဒီအပိုင်းလေးကစု着နော်အဲ့တော့စု着ဒီလိုပိုင်းလေးသွားတယ်နော်စု着好竖着ရေးမယ်竖着老师嗯数学နဲ့数弯နဲ့ကဘာ对လို့ကွာ关နဲ့လဲလည်းပုံစံတူတယ်သူဟာနော်竖提竖着竖弯ကလည်းဒီလိုလေး竖弯ကများသောအားဖြင့်ဒီဘယ်လိုခေါ်မလဲစလုံးတေးသေးလေးတွေဟိုဟာမှာပဲသုံးတယ်ဥပမာ number 4ဟုတ်တယ်မလား number 4ဆိုရင်竖弯အဲ့လိုလေးပေါ့ဟိုဂျားအထဲမှာထည့်သုံးတဲ့သင်္ကေတအသေးသေးလေးမှာပဲသုံးတယ်ပေါ့竖弯竖着ကကြတော့ဒီလိုနည်းနည်းအကြီးပေါ့နော်သင်္ကေတအကြီးမှာသုံးတယ်竖弯ကဒီလိုကိုယ်အဲ့လောက်လေးပဲဟလားစု折ကကြတော့သူကဘေးကိုနည်းနည်းရှည်မှာပေါ့အဲ့လိုလေးဒီအရှည်ပုံစံသုံးတယ်ဒီအရှည်ပုံစံဟုတ်ပြီနော်စုစု折ကိုဒီလိုတေးသေးလေးမသုံးမရှိဘူးစု折ဒီလိုနည်းနည်းရှည်ပဲဒီမှာစု折စုအဲ့လိုလေးသုံးမယ်နော်ရှမ်းဆိုတဲ့စလုံးခဏနေရေးမယ်ဒီစလုံးနှစ်ခုရေးမယ်စု折好竖着နဲ့ပတ်သက်တဲ့စလုံးကအတန်ထွက်ဖတ်ပါအတန်ထွက်ဖတ်ပါ山对诗安山长山 mountain 长诗安山 only three stroke 竖着竖ဒါပဲเนาะ3ချက်ပဲရှိတယ်အရင်ဆွဲမယ်ပြီးရင်竖着数学嗯竖着竖是竖着竖ဟိုဘက်ဒီဘက်အကွာဝေးမြင်ရတယ်ဒီဘက်ကအကွာဝေးနဲ့ဒီနှစ်ခုဒီဘက်ကအကွာဝေးနဲ့မြင်ရပြီနော်竖着竖山山ပြီးရင်နောက်တစ်ခု牙齿သွား牙齿牙一二三四对了手ချက်4ချက်ပဲရှိမယ်第一个笔画是横第二笔画是竖着ဟုတ်ပြီနော်သူက竖着ဒီဘက်横ကိုဟိုနည်းနည်းပိုရှည်လိုက်ရှည်လေးဆွဲလိုက်တာပါနော်竖着ပြီးရင်အလေကနေ竖钩ဓားလေးတွေကနေဖြဲပြန်ထွက်မယ်牙牙
ကူပြီးပါပြီ老师好牙ကူပြီးရင်နောက်ထပ်စုတ်ချက်အသစ်တစ်ခုသွားမယ်竖着ပြီးတော့အတန်ထွက်ဖတ်ပါ横着弯，弯弯，横着弯横着弯လို့ပြော横着弯横着弯သူကဒီလို z ပုံစံမဟုတ်ပေါ့သူကကြတော့ z ကကြဒီလိုလားဆိုတော့သူကစောင်းနေသူကစောင်းစရာမလိုအတက်横着弯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 ထားမယ်နော်美မောအိ美美ဆိုတာ没有မရှိဘူး美ဆိုတာ没有နော်အဲ့တော့ no အင်္ဂလိပ်လို no ဆိုလို့ရှိရင်တော့အရှိမသင်ထားတယ်ပူကလည်း no ပဲဟဲ့လားပူအဲ့တော့美က don't ပေါ့နော် don't I don't have a cat 我没有猫ပေါ့我没有猫ငါမှကြောင်မရှိဘူးအဲ့ဒါ没有ဆိုတာမရှိဘူး我没有弟弟ငါမှမောင်လေးမရှိဘူး我没有妹妹ငါမှညီမလေးမရှိဘူး我没有姐姐ငါမှအမမရှိဘူးအဲ့လိုသုံးမယ်နော်美1 2 3 4 5 6 7 stroke ရှိတယ်အဲ့တော့ဒီအရှိအဆက်34ရာရေးဖို့တယ်ရှိမှာနော်စောမှာရေးဖို့တယ်点题နော်点题ပြီးရင်ညာဘက်မှာ撇ဆော့ဆော့ရေးလိုက်တယ်横着弯ပြီးရင်横撇ပြီးတော့ဒီဘက်မှာနနော်美美点题撇撇横着弯横撇那没有的没အောက်မှာစုတ်ချက်တစ်ခုကိုစလုံးတစ်လုံးစီပဲရှိတော့မယ်နော်စုတ်ချက်တစ်ခုကိုစလုံးတစ်လုံးစီ美美အဓိကဒီဟာလေးတွေ့ရင်ဒါလေးကဘာစုတ်ချက်ခေါ်လဲမမှတ်မိဘူးဆိုရင်တော့မှဒီရဲ့ရေးဆွဲနည်းရတာတစ်ချက်ပဲရှိတယ်ဆိုတာသိရမယ်နော်ဟန်ဇယ်1တစ်ချက်ပဲရှိတယ်ဆိုတာသိရမယ်အဲ့တော့ပြီဟွမတင်ဘူးတဲ့လူဆိုရင်တော့ဒါကိုစုတ်ချက်ကဖြဲလာမယ်ပြီးတော့ဟန်လာမယ်ပြီးလို့ရှိရင်အဲ့လိုရှုဝမ်းလာမယ်အဲ့လိုလေးမှားတတ်တာပေါ့နော်ဒီလိုလေးမှားတတ်တယ်စုတ်ချက်နှစ်ခုလားသုံးခုလားအဲ့လိုလေးတွေမှားတတ်တယ်ဒီလိုပြီဟွအားလုံးတင်ထားပြီးပြီဆိုရင်ဒီစုတ်ချက်ကဘယ်လိုဆွဲရမလဲဆိုတာသိသွားပြီနော်မမားတော့ဘူးပေါ့မဲရေးပြီးပြီလားမဲအောက်မှာဘယ်နှလုံးကျန်လဲโอเคနောက်တစ်လုံးလောက်ထပ်ရေးလာအောင်နောက်ထပ်စုတ်ချက်တစ်ခုဟန်ဇယ်1ပြီးရင်ဒါလေးကအတန်တွက်ဖတ်ပါ横着题横着题，ဟန်ဇယ်横着ဟန်ဇယ်题ဟန်ဇယ်တီဒီပုံစံ横着ဟန်题လို့သုံးတာ横着ဟန်题ဇယ်တီဟန်ဇယ်တီဟန်ဇယ်တီ横着ဟန်ဇယ်တီ题ဟန်ဇယ်တီနော်ရေးမယ်ဟန်ဇယ်တီ好ဟန်ဇယ်တီနဲ့စလုံးက请请ဆိုတာ please 请喝茶ရေနွေးချမ်းတောက်ပါ请说ပြောပါ请进ဝင်ပါ请坐ထိုင်ပါ please ဆိုတဲ့သုံးလုံးလေး请1 2 3 4 5 6 7 8 9 10 10 stroke ရှိတယ်请点横着题ပြီးရင်ဒီဘက်မှာ横横竖横下面有一个月အောက်မှာ月လလေးရှိတယ်请请မအောင်မမရရင်တက်လို့မရဘူးပေါ့အောင်မမရရင်တက်လို့မရဘူးပေါ့တူတူရဲ့လေစာမိုးဝဲရမှာပါရမှာပါနော်အကုန်လုံး ရမှာပါတက်လာတယ်ရမှာပါမရပဲမရှိဘူးအားလား好，同学们再见。老师再见。老师再见。再见啊，拜拜。